ဘုရားကိုကိုးကွယ်တဲ့အမျိုးသားအမျိုးသမီးတွေဟာရှိရမယ့်အင်္ဂါရပ်တွေရှိသေးတယ်အဲ့ဒါတွေရှိပြီဆိုလို့ရှိရင်ဒါပြည့်ပြည့်စုံတယ်ပေါ့ယရနာလို့ခေါ်တယ်ယရနာဝင်ဖြစ်သွားဥပဒကယရနာဥပတိကယရနာယရနာစံဝင်ယရနာအမျိုးသားအမျိုးသမီးဖြစ်ဖို့ရအတွက်ဘာတွေလိုအပ်လဲလို့ဆိုလို့ရှိရင်နံပါတ်1ကဘုရားရဲ့ခုံကိုယုံကြည်ခြင်းဆိုတဲ့တတ္ထာရှိရနံပါတ်2က၅ပါးသီလဆိုတဲ့သီလကိုခြင်းတရားရှိရနံပါတ်3ကဘာလဲလို့ဆိုရင်လောကီမင်္ဂလာတွေကိုမယုံအောင်ကောတုဟလမင်္ဂလာလို့ခေါ်တယ်လောကီမင်္ဂလာတွေကိုမယုံမဲနဲ့ကံကိုပဲယုံရမယ်လောကီမင်္ဂလာဆိုတာသိလားအခုကလူတွေပြောနေကြတာရှိတယ်လေဟဲ့ပန်းသီးဖျားတင်လို့ရှိရင်ပန်းတတ်တယ်တဲ့မတင်ဘူးကြာပန်းလူလို့ကြာတယ်ပေါ့မြန်မြန်မအောင်ဘူးလို့အဲ့ဒါတွေဟာလောကီမင်္ဂလာတွေခေါ်တယ်နော်လောကီမင်္ဂလာတွေခေါ်တယ်အဲ့ဒါမျိုးတွေကိုမယုံရဘူးတဲ့မြန်မြန်ကြီးပွားခြင်းလို့နေချင်းညာချင်းကြီးပွားခြင်းလို့ဂျင်းမင်ဆိုင်တဲ့အကြံအောင်လို့ကြံဆိုင်တဲ့နော်လေအဲ့ဒါလူဟာတွေကိုယုံကြည်နေမယ်ဆိုလို့ရှိရင်ဥပဒကပိပိသားဥပဒကယေရနာတော်ဝင်ဥပဒကမဖြစ်ဘူးတဲ့ကံကိုပဲယုံကြည်ရမယ်ကိုလုံးတာကောင်းတဲ့ကံလားကုသိုလ်လားအကုသိုလ်လားဒါပဲသိရမယ်အဲ့ဒီမင်္ဂလာတွေကိုကောတုဟလမင်္ဂလာလို့ခေါ်တယ်ဟိုလူကပြောလိုက်ဒီလူကပြောလိုက်ဟုံလုံးလို့ဒီဟာဟုံလုံးလို့အေးဘုရားဘာသာဝင်တွေတချို့များကြီးသေးတယ်နော်ကြီးပွားခြင်းတော့ဘာလို့တော့ဆိုကြီးကိုအကြီးသွားပြီးပရိစေရတာနဲ့သေးသေးစိတ်ရင်သေးမှဆိုလို့လားမသိဘူးနော်အဲ့တော့ကြီးကိုကြီးတို့ဘာတို့ညာတို့နဲ့အဲ့ဒီမှာဆွဲတော်တောင်မှပဲ၄စုတရတဲ့ဖူးရင်ဘာဖြစ်မယ်ညာဖြစ်မယ်နော်အမျိုးကိုစုံနေတာပဲကြိုက်ထီးကိုလည်း6ခေါက်တက်ရင်3ခေါက်တက်ရင်တချမ်းသာတယ်တဲ့ဟောအထမ်းသမားတွေ6ခေါက်ပဲကတော့မှာနော်ခုလည်းထမ်းနေရတော့မှသူတို့အများရန်ထမ်းနေတာပဲအဲ့ဒါလို့တောင်မစင်စားနိုင်အောင်ဖြစ်နေကြဒါတွေကအဓိကမဟုတ်ဘူးဆိုတာဟိုဒါလက်တွေ့မကြတာတွေကိုလောကလူတွေကယုံကြတယ်အဲ့ဒါတွေကိုမယုံဖို့အမှန်တမ်းအရေးကြီးတယ်နောက်တစ်ခုကဘာတော့ဆိုလို့ရှိရင်ကုသိုလ်ကောင်းမှုလုပ်ပြီးတကယ်ကိုကောင်းကျိုးချမ်းသာရဖို့လုပ်ပြီးဆိုရင်ဘုရားသာသနာကိုပဲလုပ်တယ်လှူပြီးဆိုလဲဒီသာသနာကိုပဲဥတည်တယ်ကြံတဲ့နေရာမလှူဘူးလို့ပြောတာမဟုတ်ဘူးအဓိကထားပြီးတော့လှူတယ်အဲ့ဒါဆိုလို့ရှိရင်ဒါဘုရားရဲ့တပြည့်ဥပဒကဥပတိကမှတော်ဝင်